မင်္ဂလာပါထွန်းမြတ်ကိုအင်ဂျင်မြေကျောင်းလောင်းကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေဒါကတော့ဒီနေ့ကျွန်တော်တို့ထွန်းမြတ်ကိုအင်ဂျင်မြေကျောင်းလောင်းကအဖွဲ့ပေါ့နော်ကျွန်တော်မြေပြင်မှာအကျိုးဆောင်အဖွဲ့တွေပေါ့ကျွန်တော်တို့ဒါလူစုံတဲ့နေ့လေးမှာကျွန်တော်တို့ဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့အဖွဲ့ဝင်ကိုလာမင်းဦးဒါကတော့ကျွန်တော်တို့အဖွဲ့ဝင်ဦးနဲ့လင်းထောင်းဒါတော့ကျွန်တော်တို့အဖွဲ့ဝင်ဆီယာမပေါ့နော်ဒါတော့ကိုရဲကြီးဘုဘကကျွန်တော်တို့ကိုသိမ်းမင်းကျွန်တော်တို့ဒီအင်ဂျင်မြေကျိုးဆောင်လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီအဖွဲ့ဝင်ကျွန်တော်တို့6ယောက်ပေါ့ဒီ6ယောက်ကနေပြီးတော့မှကျွန်တော်တို့ဒါအရောင်းအပြောတဲ့နေရာမှာကျွန်တော်တို့မှားသည်ဖြစ်စေမှန်သည်ဖြစ်စေဒါကျွန်တော်ထွန်းမြတ်ကိုအင်ဂျင်မြေကျိုးဆောင်လုပ်ငန်းကနေပြီးတော့မှတာဝန်ယူပြင်ရှင်းသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကြံကျွန်တော်တို့အဖွဲ့ဝင်ပေါ့နော်အဖွဲ့ဝင်ကျွန်တော်တို့ဒီအဖွဲ့ဝင်6ယောက်ကလွဲလို့ရှိရင်ကျန်တဲ့သူကျွန်တော်တို့ဒီထဲမှာပါတဲ့သူပေါ့နော်အမှားယွင်းအရှုပ်အရှင်းတွေကိုကျွန်တော်တို့ပြဿနာပြဿနာတွေကိုဒီကျွန်တော်တို့ဒီ6ယောက်ပြင်ကလွဲလို့ရှိရင်ကျန်တဲ့သူကိုဖြည့်ရှင်းသွားမည်မဟုတ်ပါဘူးကျွန်တော်တို့ဒီ6ယောက်ကနေပြီးတော့မှလည်းကျွန်တော်တို့မြေပြင်မှာရောင်းသူဝယ်သူအစီအပြေအောင်တနိုင်ဆုံးကျွန်တော်တို့စူးစမ်းပြီးတော့ဆောင်ရွက်ပေးနေပါတယ်ကျွန်တော်တို့မြေပြင်မှာပေါ့နော်ဈေးတင်ဖို့ဈေးတန်တန်လေးတွေနဲ့ကျွန်တော်တို့အဝယ်တွေကိုမှန်ကန်စွာရောင်းချပေးဖို့အတွက်ကိုကျွန်တော်တို့ဒီ6ယောက်ကနေပြီးတော့မှနေ့စဉ်နဲ့အမျှစူးစမ်းပြီးတော့မှရှာဖွေရောင်းချပေးနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ